အားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ United တို့တာကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခုတစ်ခါမှာတော့ကျွန်တော် Anthony Santos တို့အကြောင်းအရာတွေ M1 တို့အကြောင်းအရာတွေဆွေးနွေးကြည့်အောင်ဆိုတော့ Mespo ရဲ့ဖော်ပြချက်အရ Real Betis နဲ့ Atletico Madrid Juventus တို့က Anthony Santos ကိုတော်တော်လေးကိုစိတ်ဝင်စားနေကြတယ်ပေါ့ United ကတော့ Santos တွေပေါင်30-35 တန်းသတ်မှတ်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့ Mespo ကနေဖော်ပြထားတယ် Anthony Santos ကတော့လက်ရှိလောလောဆယ်မှာတော်တော်ကောင်းတဲ့ရှင်ကောင်းကိုပြသထားတယ်ပေါ့ဗျာရာသီဝက်အငှားတွားကစားပြီးမှသူကဂိုးပန်ပတ်သက်မှုတွေအများကြီးလုပ်ထားပြီးတော့ Real Betis အသင်းရဲ့အဓိကကစားမတစ်ယောက်ဖြစ်အသင်းမှာပါဝင်ပတ်သက်နေတယ်ဆိုတော့ Real Betis ကလည်း Anthony Santos နဲ့ပတ်သက်ပြီးတော့လိုချင်တယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ဘယ်လောက်နဲ့ခေါ်နိုင်မလဲပေါ့ဆိုတော့ Manchester United ဘက်ကတော့ပေါင်တန်း30-35 တန်းကတော့တန်ကြီးသတ်မှတ်ထားတယ်ဆိုတော့ဒီဟာတွေတဲ့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေတကယ်ပြောလို့ရှိရင် Anthony Santos နဲ့ပတ်သက်ပြီးတော့ပြန်လိုချင်တယ်ဒါပေမဲ့မဖြစ်နိုင်တော့တဲ့အခြေအနေတွေဖြစ်သွားပြီပေါ့လေကစားမညီလာတဲ့မှာကစားရတာကို PR တွေရမ်းခံစားရတယ်ဒါပြင် Real Betis မှာသူကစားနေရလို့ရှိရင်လက်တယ်ပြောချင်တယ်ဆိုပြီးတော့လေ interview မှာပြောဦးတယ်ဆိုတော့ကစားမတွေကလည်းနှမျောစရာပဲဗျညီလာတဲ့ကိုတကယ်ဖိတ်လဲနေတဲ့ရှည်စွမ်းနေနဲ့မျောလင်းချက်တွေနဲ့ရောက်လာတယ်ပြီးရင်ထင်တယ်လို့ဖြစ်မလာဘူးသူရဲ့ကစားမဘဝကဒီလိုနဲ့ပဲနင်းမြုပ်သွားခဲ့ရတယ်ဗောလေ Anthony Santos တာအကျက်မှာဆက်ရှိခဲ့မယ်ဆိုလို့ရှိရင်ဒီထက်အများကြီးပိုဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒီထက်အများကြီးတန်ကြီးပိုကောင်းတဲ့ကစားမဖြစ်လာနိုင်တယ်ဒီ Manchester United ကိုရောက်ခဲ့ရင်ဘာမှကြီးကြီးမားမားအောင်မြင်မှုမရခဲ့ဘဲနဲ့တန်းတရာတန်ကြီးရှိတဲ့ကစားမဆိုတဲ့ခေါင်းစဉ်တစ်ခုမှာပဲတိုင်ပတ်ခဲ့တာဟုတ်တော့ Santos ကအင်တာဗျူးတစ်ခုမှာ United မှာကစားရပြီးရတာတွေကိုကျွန်တော်မခံနိုင်တော့ဘူးလို့အကိုကိုလည်းခဏခဏပြောဖြစ်တယ်ဗောဗျာဒီ PR တွေနဲ့မွန်းချွတ်နန်းခဲ့တယ်ဗောကျွန်တော်ပြောချင်တဲ့အချိန်ဆိုတာတော့မှကျွန်တော်မသိတော့ဘူးဗောလေအင်တန်ရောက်တဲ့အခါမှာလည်းတားငယ်လေးနဲ့လည်းအချိန်မပေးနိုင်တော့ဘူးအခန်းထဲကိုတော့ပိတ်ပြီးတော့ဘာမှမစားနိုင်တဲ့အချိန်တွေတော့ရှိခဲ့တယ်ဆိုပြီးတော့ Anthony Santos ကအင်တာဗျူးတစ်ခုမှာဖြေထားတယ်ဆိုတော့ကစားမတွေကလည်း United ကိုရောက်လို့ရှိရင်ဘာလို့ဒီလောက် PR တွေများကြတယ်လဲဆိုတာလေကျွန်တော်နားမလဲဘူးပေါ့နော်ဆက်ပြီးတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ် Anthony Santos လည်းဒီပုံစံတိုင်းဆိုလို့ရှိရင်အသင်းမှာဆက်ရှိမဲ့အချိန်ကြီးကျွန်တော်မရှိပါဘူးသူ United မှာမပြောဘူးပေါ့နောက်တော့အသင်းမှာပြောပါသေးလို့ပဲကျွန်တော်ဆူတောင်းရမှာပေါ့လေပြီးလို့ရှိရင်အသင်းအတွက်ထိုက်တဲ့ပမာဏနဲ့အသင်းကနေထွက်ခွာနိုင်ပါစေပေါ့ဗျာဆိုတော့ပေါင်တန်း30-35 တန်းဆိုတော့ Santos အတွက်တန်ပါတယ်မင်း Marcus Rashford နဲ့တော့မှသူကအခုလိုလိုဆိုမှ level တန်းရှည်စွမ်းပြထားနိုင်လို့ပြောလို့ရတယ်ဆိုတော့35 တန်း40လောက်ကတော့ EC ပဲလက်ရှိလိုလိုဆိုမှ30-35 တန်းဆိုတော့ဒီဘယ်လိုရမလဲပေါင်တန်း40လောက်တော့မှ Anthony Santos နဲ့ပတ်သက်ပြီးတော့တောင်းလို့ရတဲ့အခြေအနေကျွန်တော်ခေါ်ခဲ့တော့ဆိုလို့ရှိရင်တန်း120အထိယူတန်း120အထိပေးခဲ့ရတယ်ပေါင်တန်း90ကျော်လားပေးခဲ့ရတယ်ဘယ်လောက်လဲမသိဘူးတော်တော်လေးဈေးကြီးတဲ့ကစားမပါဆိုတော့ Anthony Santos လည်းအသင်းရဲ့ပြင်ပမှာပြိုပွားစီလို့ပဲကျွန်တော်ဆူတောင်းပေးရမှာပေါ့လေဆိုတော့နောက်တော့ M1 ရဲ့အခြေအနေကိုလက်ရှိ Alex Scott တို့ Referee တို့ကနေ report လုပ်ထားတယ်တော့ Manchester United ကတော့ M1 ကိုခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေစတင်နေပြီဖြစ်တယ် Rainbow ကစားမအတွက်ပေါင်တန်း90ဝန်းကျင်သတ်မှတ်ထားတယ် United ကတော့ဂါနာရှုကိုရောင်းချပြီးတော့ M1 ကိုအစားထိုးဖို့ခေါ်ယူဖို့ပြင်ဆင်ထားတယ်ပေါ့ဗျာ M1 ကတော့အထောင်တိုက်စစ်မှုပါဒီကစားမကလည်းနံပါတ်10လို့ဒီပါဒီမှာလည်းကောင်းကောင်းကစားနိုင်ပြီကျွန်တော်ထင်တယ်သူရဲ့ကစားမှုကစားပေါက်ကြည့်ရတာမြန်တယ်တော်တော်လက်ရှိတယ် physical တောင်းတယ်ပြင်းနိုင်လွှားနိုင်တယ်ဂိုးသွင်းနိုင်တယ်နော်အကျဉ်းလက္ခဏာတော်တော်များများနဲ့ပြည့်စုံတယ်ပေါ့လေဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့ MMO ရဲ့တန်ကြီးကလည်းပေါင်တန်း90သတ်မှတ်ထားတယ်ဆိုတော့အတန်းဘက်ကပတ်စံရှိဖို့လိုတာပေါ့ကျွန်တော်လက်ရှိလို့ဆိုမှဒီလေးတို့ဘာလို့ပေါ်ဖို့လုပ်နေရယ်ဒီလေးတို့ကူညာတို့ကတော့အတန်းရဲ့ဦးစားပေးဖြစ်နေမယ်လို့ကျွန်တော်ယူဆတယ်ဟောဒီလိုမှမဟုတ်ပဲနဲ့ဒီ MMO ကိုလည်းဆွေးနွေးပြီးတော့ခါနာရှိုးအထွက်ကိုများစောင့်နေတာလားပေါ့လေဒီလိုမျိုးလဲဖြစ်နိုင်တယ်ကျွန်တော်ကတော့တက်နိုင်တဲ့များအသင်းမှာကစားမောက်တွေနဲ့ရောက်စီခြင်းနဲ့တော့လက်ရှိလို့ဒီမှာလဲ MMO တို့ဘာလို့လဲတိုက်စစ်မှုနေရာအတွက်စောင့်ကြည့်နေရဆိုတော့အသင်းရဲ့ပြည့်မှတ်တွေအဓိကပြည့်မှတ်တွေကဘာတွေဖြစ်လာမလဲကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်ဒီလေးကိုပေါ်ပြီးတဲ့အခါကြာလို့ရှိရင် MMO တို့ဘာလို့တရင်ငြိမ်သွားမလားဆက်ပြီးတော့ခုံများကြိုးပမ်းနေသလားလက်ရှိလို့စေရထားတဲ့တရင်တွေမှာတော့နံပါတ်10လို့2ယောက်ခုံမယ်ဆိုပြီးတော့တရင်ရထားတယ်ဒီကူညာကတော့ရောက်ပြီပေါ့နော်ကူညာရောက်ပြီလို့ရှိရင်ကျွန်တော်ကတော့နောက်ထပ်နံပါတ်10လို့နေရာမှာ Ryan Shaki တို့ဘာလို့ကိုမျှော်လင့်တာတော့ပေါင်တန်း20ဆိုတာလက်ရှိလို့စေကစားမတယောက်အတွက်အများကြီးတန်တယ်အသက်ကလည်း22နှစ်ပဲရှိသေးတယ်ဥပမာတဲလန်းနေအများကြီးရှိတယ်တဲလန်းနေအများကြီးရှိတယ်ပြီးလို့ရှိရင်ဘယ်လိုပြောရမလဲအတန်းကြီးတွေကလည်းလူတင်တဲ့ကစားမဗျာပေါင်တန်း20လောက်နဲ့ကျွန်တော်ဘာမှဖြစ်မသွားဘူးမဇရာဝီလူမျိုးပေါ့လေဒီ price to face
ပေးရတဲ့ဈေးနှုန်းနဲ့တန်ကြီးလုံးဝထိုက်တန်နေဆိုတော့အရှင်နေမျိုးရသွားမဲ့အခိုက်အတန့်လို့ကျွန်တော်ထင်တယ်ဆိုတော့ရှက်ကီတို့ဘာလို့ run ရှက်ကီတို့ကိုခေါ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီကိုနဲ့ရောဒါလေးနဲ့ပတ်သက်ပြီးတော့ run ရှက်ကီနဲ့ပတ်သက်ပြီးတော့ဘယ်လိုများလဲ MMO တို့ဘာလို့နဲ့ပတ်သက်ပြီးတော့တကယ်ကြီးအသေးပါခုံမယ်လို့ယူဆကြလားဘယ်လိုထင်ကြလဲဆွေးနွေးကြပါအောင်ကြည့်ရှုပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြအောင်မင်္ဂလာ